င်္ဂလာပေးတဲ့ကြီးတို့ရေကျွန်တော်ဒီနေ့ပြောပြမယ့်ဇာတ်လမ်းလေးကတော့ကျွန်တော်တကယ်ကြုံတွေ့ရတဲ့ကိုတီးဖြစ်မှန်ဇာတ်လမ်းလေးတစ်ခုပဲဖြစ်ပါတယ်ဒီဖြစ်ပျက်တွေဖြစ်ပြီးနောက်ကျွန်တော်ညင်းနေလာလို့ရှိရင်ဖုံးလာတာလို့ဆိုကျွန်တော်အရန်ကြောက်သွားတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်အခုပြမယ့်ဇာတ်လမ်းလေးကိုသာပေးတဲ့ကြီးတို့နားထောင်ကြည့်ပါအဲ့ဒီညကကျွန်တော်အိတ်နေလုံးဖုံးမိတဲ့တစ်ခုကျွန်တော်ကြားလိုက်ရတယ်အဲ့နဲ့ကျွန်တော်အိတ်ချင်မှုတို့နေပဲကျွန်တော်ဖုန်းကိုကြည့်လိုက်တယ်မင်းကျွန်တော်တော်တော်လေးလန့်သွားတယ်အိတ်ချင်တဲ့စိတ်တောင်ဘယ်ရောက်သွားမှမသိဘူးဘာလို့လဲဆိုတော့မင်းဆိုတာလွန်ခဲ့တဲ့တလလောက်ကတေးပြီးသားလူတစ်ယောက်လေအဲ့ကြောင့်လေးကျွန်တော်ပြောပြချင်တယ်မင်းနဲ့ကျွန်တော်နဲ့ကအရန်ရင်းနှီးကြတဲ့ငယ်တငယ်ချင်းတွေပါငယ်ကလေးကဘယ်သွားဘယ်လာတပူတူတွေ့လေဒါပေမဲ့တရက်မှာတော့အလွန်ကြောင်းလုံးပွဲဖြစ်ပျက်တစ်ခုဖြစ်သွားခဲ့တယ်။တညနေမှာပေါ့ရွာဘေးကဆုံးပြအကြီးတစ်လုံးကိုကျွန်တော်တို့နှစ်ယောက်သွားကြည့်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ဒါပေမဲ့ရွာသားတွေကတော့ပြောတယ်အဲ့ဒီအိမ်မှာတရေရှိတယ်။တရေရမ်းချောက်တယ်တဲ့။ဒါပေမဲ့ကျွန်တော်တို့ကလူငယ်တွေလေဗျာ။လူငယ်တွေဖို့ဆိုတော့ကျွန်တော်အဲ့ဒါကိုမယုံကြည်ဘူး။အဲ့ဒါကြောင့်မလို့ကျွန်တော်အဲ့ညနေမှာပဲသွားဖို့ကျွန်တော်နဲ့သူနဲ့ဆုံးဖြတ်ခဲ့တယ်။အိမ်ထဲဝင်လာတဲ့အချိန်မှာတော့တကားကြွီဆိုပြီးအတန်ထွက်လာတယ်အဲ့နဲ့ကျွန်တော်တကားဖွင့်ပြီးတော့အိမ်ထဲဝင်သွားရေပေါ့ဗျာအိမ်ထဲမှာတော့လေးတိုက်တန်တစ်ခုပဲကြားရတယ်ကျွန်တော်ဘာမှမကြားရအောင်အဲ့လောက်ထိတိတ်ဆိတ်တယ်လေးတိုက်တန်လွယ်လို့ပေါ့အဲ့ချိန်မှာမင်းကကျွန်တော်ကိုပြောတယ်အဲ့မှာတရေရှိတယ်တဲ့ရုံလားကျွန်တော်ဟာသားလုပ်ပြီးတော့ပြန်ပြောလိုက်တယ်ရှိရင်ဆက်ပြီးရိုက်မယ်ကွာဆိုပြီးတော့ဒါပေမဲ့အဲ့ချိန်မှာအပေါ်ဓာတ်ကနေပြီးတော့ခြေတံတစ်ခုကြားလာရတယ်အဲ့ဒါနဲ့တည်းကျွန်တော်တို့ကစူးစမ်းခြင်းနဲ့စိတ်များပြီးတော့ကျွန်တော်အပေါ်တက်သွားကြရဲပေါ့ဗျာအဲ့ဒီမှာခန်းတစ်ခုတွေ့ခန်းကြီးကမှောင်မဲနေရပဲဒါပေမဲ့အဲ့ဒီခန်းရဲ့ရှင်နာလေးမှာဇပွဲတစ်ခုတွေ့အဲ့ဇပွဲပေါ်မှာတော့ဖုန်းတစ်လုံးတင်ထားတယ်ဖြစ်ချင်တော့အဲ့ဒီဖုန်းကချက်ချင်းထမိတာတယ်ဒါပေမဲ့အိမ်ထဲမှာဘာမှမရှိဘူးလေမင်းကလည်းဆက်စုတဲ့ကောင်ဆိုတော့ဖုန်းကိုကောက်ကင်လိုက်တယ်ဟယ်လိုအဲ့လိုပြောရချင်းမှာဖုန်းထဲကနေပြီးတော့ပထမတော့ဘာတမ်းမှမကြားရဘူးနောက်တော့အတန်တစ်ခုထွက်လာတယ်အိမ်ကြီးကမထွက်နဲ့ဟမ်ကျွန်တော်တို့လည်းကြောက်ပြီးတော့အိမ်ကြီးကပြေးထွက်ခဲ့ကြတယ်ပေါ့ဗျာဒါပေမဲ့ကညမာဆိုကြီးတခုကအဲ့ချိန်မှာစတာလမ်းပေါ်ရောက်လာတဲ့အချိန်မှာကားတစ်စီးကဘလို့ပေါ်လာမှမသိဘူးအချိန်မှာမင်းကိုတိုက်သွားတယ်အဲ့ဒီကစားပြီးတော့ကျွန်တော်နဲ့မင်းကမတွေ့ရတော့ဘူးဗျာမင်းကအဲ့မှာတင်ပုတ်ချင်ပြီးဆုံးသွားတယ်ပေါ့အဲ့ဒါဖြစ်ပြီးတော့တလားကြာည3 နာရီတော့မှဖုံးမိတန်ကြားလိုက်ရတယ်နာမည်ကိုကြည့်လိုက်တော့မင်းကျွန်တော်လက်တွေတုံနေဒါမှလည်းကျွန်တော်ဖုန်းကိုကိုင်းပြအောင်ကိုင်းလိုက်တယ်ဟယ်လိုဒါမင်းရဲ့အတန်ဗျအဲ့နဲ့သူဆက်ပြောတယ်ဒီအိမ်မှာပဲရှိသေးတယ်ကျွန်တော်မယုံနိုင်ဘူးဖြစ်နေအဲ့ဒါနဲ့မင်းကဆက်ပြောတယ်အဲ့ဒီနေ့ကဖုန်းကိုသူမကိုင်းတင်ဘူးတဲ့အဲ့ဒါပြီးတော့သူအတန်ပြတ်သွားတယ်နောက်ဆက်ကပိုင်းအနေမှာတော့အတန်တစ်ခုထပ်ကြရတယ်လူတယောက်ကပြောတယ်အတန်မဟုတ်ဘဲနဲ့နာပါဝပြောတယ်အတန်လိုမျိုးပေါ့မင်းအခုလာခဲ့အဲ့ဒါပြီးတော့ဖုန်းကကျသွားတယ်နောက်နေ့မနက်မှာကျွန်တော်စဉ်းစားမိတယ်မင်းညကျွန်တော်ဖုန်းခေါ်တာမင်းလားဒါမှမဟုတ်လို့ရှင်နာဘွားလားပေးတဲ့ကြီးတော့အဲ့ချိန်မှာဖုန်းလိုက်ရင်ကိုင်းပါလားဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ပြည့်မှန်လေးတွေနဲ့တရေစလန်လေးတွေကိုနားထောင်ချင်တယ်ဆိုလို့ရှင်တော့ကျွန်တော်ရဲ့ channel လေးကို like ရင် subscribe လုပ်ပေးကြလို့တောင်းဆိုချင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့တရေစလန်လေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်မင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေ